အခုတင်ဆက်ပေးမယ့်သတင်းကတော့ဗီဘာအောင်နဲ့ပွဲမှာလူငယ်ကစားသမားတချို့ကိုတုံးမှုအတွက်မန်ယူနီပြစီစဉ်နေတဲ့သတင်းပဲဖြစ်ပါတယ်။မန်ယူနီပြအိမ်မိုးတွေကဗီဘာအောင်နဲ့ကစားရမယ့်ယူပါလိဂျိုဘလူပွဲစဉ်မှာလူငယ်ကစားသမားတချို့ကိုပွဲထက်လူစင်မှာတုံးပြဖို့အတွက်စီစဉ်နေရလို့သိရပါတယ်။အိမ်မိုးတွေကပြီးခဲ့တဲ့ပုံမှန်နဲ့ပွဲမှာလူစားဝင်လာပြီးနောက်မှာအားရပွဲချီဆောင်ပြသခဲ့တဲ့လူငယ်တိုင်းစင်မှုရှိတိုဘီကိုဦးစားပေးတိုင်းစင်မှုဖြစ်တုံးပြသွားဖို့အတွက်ရှိတယ်လို့ကွင်းလည်နဲ့ခက်စစ်ပိုင်းမှာလည်းလူငယ်ကစားသမားတွေကိုပွဲထုတ်တုံးမဲ့အလားအလာမျိုးရှိနေရလို့သိရပါတယ်။အင်မိုရီယာနောက်တက်ကစားသမားတွေဖြစ်တဲ့ Harry Imes နဲ့ Tyler Frederickson လူငယ်စားသမားတွေဖြစ်တဲ့ Jack Blacher တို့ကိုအသင်းကြီးအတွက်ခေါ်ယူထားပါတယ်။မန်ယူအသင်းဟာယူပါလိပြိုင်ပွဲမှာချန်ပီယံဖြစ်မှလာမယ့်ဘောလုံးရသည်မှာချန်ပီယံလိဝင်ခွင့်ရမှာဖြစ်တာကြောင့်အင်မိုရီယာချန်ပီယံဖြစ်ဖို့ကိုလက်ရှိဘောလုံးရသည်အတွက်ဦးစားပေးပြမှတ်ဖြစ်သတ်မှတ်ထားသလိုမန်ယူအသင်းဟာလက်ရှိချိန်ထိယူပါလိမှာရှုံးမမရှိသေးဘူးလို့သိရပါတယ်။ဒီသတင်းကိုတော့ငင်းချအောင်ပေးပို့လာပါ